ဖြူပူပူရေနွေးချမ်းလေးနဲ့တွဲစားဖို့လက်ဖက်တုပ်ပါမယ်အရင်ဆုံးလက်ဖက်တုပ်တဲ့ထဲစားဖို့ဂေါ်ဘီနဲ့ခရမ်းချင်ဒီကိုလှီးပါမယ်လက်ဖက်တုပ်စားတဲ့အခါခရမ်းချင်ဒီကိုအလေကဥတိုင်းနေမကြိုက်လို့မထည့်ပါအောင်နော်ပြီးရင်တော့ခရမ်းချင်ဒီကိုပပလေးလှီးထားလိုက်ပါမယ်အိမ်မှာကလက်ဖက်ကို ready made တွေထက်ကိုယ်တိုင်အညွန့်ကိုထောင်းပြီးတော့နေကြစီနဲ့ပစွန်ချောင်းနဲ့စိမ်ပြီးရေခဲတတာတဲ့ထည့်ထားပြီးစားလေးရှိပါတယ်လက်ဖက်တုပ်ဖို့အတွက်လက်ဖက်ကိုအရင်ဆုံးစလုံးနဲ့ထည့်လိုက်ပါမယ်ပြီးရင်တော့စီနှစ်စုံလောက်ထည့်ပြီးတော့မှွေလိုက်ပါမယ်နော်အခြေရတာအတွက်တမယာကြီးနည်းနည်းညှစ်ပါတယ်နောက်ပြီးဟင်းသီးဟင်းရမုန့်နဲ့ငံပြားကြီးထည့်ပြီးတော့မှွေလိုက်ပါမယ်နော်အရသာအဆင်ပြေပြီဆိုရင်တော့ဂေါ်ဘီနဲ့ခရမ်းချင်ဒီကိုထည့်ပြီးတော့မှွေလိုက်ပါမယ်ပြီးရင်တော့အရသာကိုမြည်ကြည့်ပါလိုအပ်ရင်လိုအပ်တဲ့အရသာကိုထည့်လို့ရပါတယ်နော်တချို့တွေကလက်ဖက်တော့ရင်တစ်ခါတည်းအကုန်ထည့်ပြီးတော့နေတတ်ကြပါတယ်ညီမကတော့အကုန်လုံးတစ်ခါတည်းထည့်နေရင်အကျော်တွေပြော့သွားမှာဆိုလို့အရသာအလုံးအဆင်ပြေပြီဆိုတော့မှနောက်ဆုံးမှအကျော်ကိုထည့်ပြီးတော့နေပါတယ်နော်ပြီးတော့လက်ဖက်တော့ကိုလက်ဖက်နဲ့ခရမ်းချင်ဒီများများနဲ့စားရတာကြိုက်လို့အကျော်ကိုပုံမှန်လောက်ပဲထည့်ပါတယ်အရသာအလုံးအဆင်ပြေပြီဆိုရင်တော့ပကံနဲ့ထည့်လိုက်ပါမယ်နော်နောက်ပြီးလက်ဖက်အရသာပို့ပြီးပုံလွင်သွားအောင်နှမ်းများများလေးဖြူလိုက်ပါတယ်နောက်ဆုံးမှာတော့လက်ဖက်တုပ်စားရင်မပါမဖြစ်တဲ့ပစွန်ချောက်ခက်မြညာလေးထပ်ဖြူလိုက်ပါတယ်နော်ဒါဆိုရင်တော့ထမင်းဖြူပူပူရေနွေးချမ်းပူပူလေးနဲ့လိုက်ဖက်တဲ့လက်ဖက်တုပ်လေးရပါပြီရှင်